အရင်ကြိုက်တဲ့ပစ္စည်းလေးတစ်ခုလက်ဆောင်ရတာပေါ့ဒီထဲမှာပါတယ်ချက်ကြည့်လိုက်ကျွန်တော်တို့ဆိုတော့အဲမှာ menu ရယ်ဒါပါဟောဒါကဂီတာတုပ်ဖို့အဝေးလေးရယ်ဒီရယ်ဘတ်ထရန်လေးပါတယ်လာဗာဘတ်ထရန်လေးမပါမှတော့စိုးနေတော်သေးပြီးတော့ဒါကကျွန်တော်ဒီ fret တန်ကိုအတိုး short လုပ်ဖို့အတွက် key okay ဒီရယ်ဂီတာကတော့အားသွင်းရမယ်ပေါ့နော်ဒီမှာ charging ကြိုးပါတယ် type C ပေါ့ကြိုးကတော့အားတော့သွင်းရမယ်3နာရီလောက်သွင်းရတယ်လို့တော့ဖတ်ဘူးတယ်ပေါ့နော်ဆိုတော့ဘယ်လောက်အသုံးခံမလဲတော့မသိဘူးဂီတာလေးကတော်တော်လှတယ်ဒီကောင်က activate လုပ်အောင်မယ် Wi-Fi ကောင်းကောင်းလိုရပေါ့နော်ပြီးသွားရင်ဒီအဲမှာဒီ screen လေးကိုဖွင့်ဖို့အတွက်ခလုတ်လေးပါတယ် volume တိုး short ပါတယ်ဆိုတော့ဒီဂီတာကeffect တွေလည်းပါမယ်အကုန်လုံး review တွေတော့လိုက်ကြည့်ထားပါတော့ effect တွေပါတယ်နောက်ပြီးတော့looping ပတ်တဲ့ system လေးပါတယ်နောက် drum set လေးလည်းပါတယ်နောက်ဒီသူ့အတွက်ကိုကြုံလာတဲ့တစ်ခါတည်း building ပါပြီးသားပြီးတော့ RAM က RAM က 4GB ပေါ့နော် storage က 16GB လို့တော့တွေ့တယ်ဘက်ထရီဘယ်လောက်ခံလဲတော့မသိဘူးစမ်းတီးကြည့်ရဒီကောင်တော့ activate မလုပ်ရသေးဘူးဆိုတော့တစ်ချက်တော့စမ်းကြည့်လိုက်အောင်ရိုးရိုး original အတန်အောင်ဘယ်လိုရှိလဲပေါ့လေactivate လုပ်မယ် application နဲ့တော့သူဒီမှာ application နဲ့ကိုအရင် login လုပ်ပေါ့နော်အဲ့ဒါပြီးသွားရင်ဒီမှာ scan လုပ်ရမယ်ပေါ့နော်ကျွန်တော် Gmail လေးရင်ထည့်ပြီးတော့ welcome to lava ဖုန်းထဲမှာလည်းဝင်သွားပြီဒီမှာလည်း activation successful ဖြစ်သွားပြီဘာကြီးတော့သူမပါတဲ့ feature တွေပြနေအများကြီးပဲတော့ the brightness ကတားနေနေတင်ကြည့်လိုက်ပြီအခုတော့အပြင်ရောက်နေရလဲပါတယ်ဒီမှာဆို loop ဆိုတဲ့ function ပါတယ် improve ပါတယ် response improve application tuner ပါတယ် tempo လည်းပါတယ် recorder ပါသေးတယ် okay practice လုပ်ဖို့လည်းပါတယ် effect တွေလည်းပါတယ် live drum okay update တင်ဖို့အတွက်လည်းပါတယ်ဆိုတော့ effect လေးတစ်ချက်စမ်းကြည့်မယ်အဲ့တော့ reverb လေးထည့်ကြည့်မယ်နော်ဂီတာ reverb လေးစိတ်တော့မကြားရသေးဘူးတော့တဲ့ black hole ဆိုတဲ့ effect လေးတစ်ခုထားကြည့်လိုက်မယ်ဒါသူရဲ့ပါ speaker နဲ့ပေါ့နော်ဆိုတော့ plug in လောက်ရင်တော့ဒီထက်ပိုပြီးတော့အတန်ထွက်မယ်တဲ့ reverb က okay chorus effect မှာ chorus ဒီတစ်ချက်ထားကြည့်မယ်တိတ်တော့မကြားဘူးဖြစ်ဟောကြားပြီ
တွေအမျိုးစုံပဲဘာတွေလဲတော့မသိဒီလေးမှာအများကြီးပဲရှိရယ် Infinite Universe chat site ကျွန်တော်လူပင်လေးတစ်ချက်စမ်းကြည့်မယ်အဲ့ဒါစိတ်ဝင်စားတော့မယ်ဝမန်းဘန်ဆိုတော့လူပင်ဖက်လေးကနည်းနည်းမိုက်တယ်ဒါခေတန်းဖို့ကြိုက်တော့တင်လို့ရတယ်မထထုံလည်းပါတယ်ကဲစားကြည့်လိုက်โอเคဒါသူ့ရဲ့ parent speaker အတန်ပေါ့နော်ဟုတ် function တွေကတော့အများကြီးတော့ကျန်သေးတယ်လောဆယ်တော့ဒါလေးပဲရင် test လုပ်ချင်တယ် battery တော့ဘယ်လောက်ခံလဲမသိဘူးဒီနေ့ save the date ပေါ့နော်နောက်6လတနေ့လောက်ကြာရင်တော့ဒီ guitar ပါဖြစ်နေပြီလေထပ်ပြီးတော့ review လုပ်ကြည့်ရအောင်